ပင်လယ်နဲ့အတူလှိုင်းလုံးကြီးတွေကိုဘယ်လိုဖြတ်ကျော်ရမလဲကမ်းခြေနာကနေတဖြည်းဖြည်းနီးကပ်လာတဲ့လှိုင်းလုံးတွေကိုအမြဲကြည့်ပြီးတွေးမိတာကတော့ဒီလှိုင်းလုံးတွေကိုငါဘယ်လိုနည်းနဲ့ဖြတ်ကျော်မှာလဲစိတ်အားထက်သန်မှုတွေစူးစမ်းမှုတွေနဲ့သူတို့လုပ်နေတဲ့အလုပ်ပေါ်မှာထားတဲ့တန်ဖိုးထားမှုတွေကတဦးကိုတဦးပို့ပြီးတော့နားလည်မှုရှိစေပါတယ်သတ်မှတ်ထားတဲ့ဘောင်ထဲကနေအခွင့်အရေးရတိုင်းရှေ့တိုးနေတဲ့မြန်မာနိုင်ငံရဲ့အနောက်ဘက်ကမ်းခြေမှာရှိတဲ့အများနဲ့မတူတဲ့ထူးခြားတဲ့လူငယ်လေးတစ်စုကတော့တဘာဝတရားကြီးနဲ့အားကစားတစ်ခုခုကိုချိတ်ဆက်ပေးဖို့ဦးဆောင်နေရှိနေပါတယ်ကျွန်တော်နာမည်ကအောင်မင်းနိုင်ပါကျွန်တော်နာမည်ကတော့အောင်မင်းပိုင်ပါကျွန်တော်ဒီ surfing စစီးတဲ့အချိန်က2015 KD ပြိုင်ပွဲတော့ကကျွန်တော်စစီးခဲ့တာပါဝါသနာပေါ်တော့စာဖင်တစ်ခုတည်းပါပဲစာဖင်စီရရင်အရင်ပြောပါတယ်စာဖင်ကိုအရင်ကြိုက်ပါတယ်ကျွန်တော်စစီတော့အမှတ်တရတစ်ခုဖြစ်ခဲ့ရတော့ကျွန်တော်လိုင်းနေအကြီးကြီးနဲ့ထွက်စီပြီးတော့ရှင်းနေခဲ့တဲ့အချိန်လေးပါပဲမြန်မာနိုင်ငံမှာတောက်တွေပဲစာဖင်စီးတယ်ဆိုတော့ကျန်တဲ့လူတွေလည်းစီးကျင်ပါပေါ့အဲတောက်အဲ့လူတွေလည်းလိုက်ခေါ်ပေးတယ်အဲပြီးတော့အစီးရတာလည်းကြိုက်တယ်စာဖင်လို့စိတ်လှုပ်ရှားတယ်ဒီလိုင်းလုံးအကြီးတွေလာတော့မတော်တဆနဲ့သွားလို့ရှင်ဟိုတခုခုဖြစ်မှာတော့အဲ့ဒါတွေစိတ်လှုပ်ရှားဒီ KDA ပြိုင်ပွဲတော့သူများစီးတာကိုလာကြည့်နေတယ်တားတဲ့ဝါသနာပေါင်းဝင်စီးလိုက်တာဒီကနေ့ကျွန်တော်တိတ်မကြိုက်ပါဘူးကျွန်တော်အကြိုက်ဆုံးက surfing wind surfing kite surfing wakeboarding အဲ့ဒါတွေအကြိုက်ဆုံးပါတယ်ကျွန်တော်တာဒီအားကစားတွေထဲမှာဟိုစာဖင်စီးတာရဘောကန်တာရောကြိုက်တယ်။ဒါအားကစားထဲမှာပါဝင်းစာပင်စီးတာနဲ့ပါဘောကန်တာပဲကြိုက်အသက်အရွယ်အပြင်ဝါရင်သူတွေကအတွေ့အကြုံအများကြီးကိုရင်ဆိုင်ပူးတဲ့သူတွေပါရန်ကုန်မှာရှိတဲ့အမျိုးသားတဦးကတော့ရေလှိုင်းရဲ့တံကိုခံနိုင်ရရှိတဲ့အရာတစ်ခုကိုပြုလုပ်လက်ရှိနေပါတယ်ကျွန်တော်နာမည်ကဇော်ဝမ်းပါကျွန်တော်တက်က45နှစ်ရှိပါပြီရန်ကုန်ရွက်တွေအသင်းမှာတာဝန်ထမ်းဆောင်နေတယ်ကျွန်တော်ဒီမှာတာဝန်ထမ်းဆောင်တဲ့အချိန်ကရွက်တွေလုံသားနဲ့တာဝန်ထမ်းဆောင်နေတယ်ကျွန်တော်ရွက်တွေစီးတာအရန်ဝါသနာပါတယ်ရွက်တွေကျွန်တော်စီးတယ်ရွက်တွေကိုအများကြီးစီးခဲ့တယ်ရွက်တွေကိုဖေကတော့ဖေကဝန်ထမ်းဒါနှစ်30 35နှစ်လောက်ရှိပြီအဖေကဒီမှာလောက်လာတာဒီမှာအဖေကဒီမှာလိုင်းငယ်ရတော့ကျွန်တော်ကဒီမှာကြီးပင်းလာဒီမှာကြောင်းတက်ဘာတက်ဒီမှာကြီးပင်းလာတယ်ကျွန်တော်ဒီရွေးလေးစီးတာဝါသနာပါတယ်ကျွန်တော်ကြောင်းတက်နေတဲ့အချိန်မှာကျွန်တော်ဒီမှာခူရူလို့တယ်ပိုက်ကန်တဲ့လူရဲ့
ခူလို့လေလူတော့ကျွန်တော်ပေါ့လေရှင်းတဲ့သားလေးကကျွန်တော်ဒီလိုလေကြီးတွေကျွန်တော်ကဒီလိုလေကြီးတွေကျွန်တော်စီးခဲ့တာကျွန်တော်အတော့စနစ်စီကင်းရှိတယ်ကျွန်တော်ကပထမလေးအဟောင်းနေပဲပြင်တာဟုတ်ပါအတိတ်တိဆောက်တာဟုတ်စီကင်းမှာဒီ happy data ပါမယ်ဆိုပြီးတော့ဘောင်းဆိုင်ကိုကျွန်တော်တို့ခုနစီဆောက်မယ်ဆိုပြီးတော့ဆောက်တယ်ရတယ်ကောင်းကောင်းဖြစ်အောင်လုပ်တော့အနိုင်ငံကြီးတိုက်လာတိုင်းတယ်တိုင်းပါ1 million မခေါ်ဘူးဒီမှာစောက်ပြီးတော့ပြိုင်ပွဲကြီးမှာဝင်ပြိုင်တယ်ကျွန်တော်တို့ရွှေရတော့ကျွန်တော်အရန်ပျော်တယ်ကျွန်တော်အဲ့လိုအောင်မြင်အောင်ဒီစောက်ခဲ့တယ် I'm Pierre Mounier, I come from France. I've been studying carpentry for more than 7 years in one of the best schools in France. ကျွန်တော်နာမည်ဖုံးချုံမိုးမြင့်ပါကျွန်တော်မြန်မာရွက်လေးဖွဲ့ကျွေးဒူဥက္ကဋ္ဌဖြစ်ပါတယ် and အခုလက်ရှိကျွန်တော်ကတော့ဒီရွက်လေးအားကစားပေါ့နော်ဒီအားကစားကိုလည်းကျွန်တော်ကြည့်နေပါတယ်ပြင်သစ်ရဲ့ဟို citizens PS ဆိုတာသူကကျွန်တော် idea လာပေးရတစ်သားနဲ့ support ဆောက်လို့ရတယ်လို့ပြောတာကျွန်တော်ဖုံးချုံမိုးမြင့်ရင်တော့ကျွန်တော်ဖုန်းဆက်တယ်ကျွန်တော်တကယ်ချင်းလာမယ်ခင်ဗျားရဲ့ဒီ workshop ကိုလာကြည့်မယ်ပြီးရင်တို့ဒီမှာလီဆောက်ဖို့ရှိတယ်ကျွန်တော်တွေးသမျှပုံပြားတွေကတက်သားမှမဟုတ်တာသူက fiber glass ဖြစ်မယ်ပုံရင်သူကတခြားဟာနဲ့စောက်တာမဟုတ်ဘူးရတယ်တဲ့ဖေကပြောတာအဲကြတော့ကျွန်တော်ဓာတ်ပုံတွေလာပြဒီဇိုင်းတွေလာပြကဲမင်းတို့စီမှာစောက်လို့ရလားဆိုတော့တခါမှလည်းမစောက်ဘူးဆိုမထူးလေစမ်းကြည့်လိုက်တယ်ကျွန်တော်ကလည်းဒီတသားလေးကဒီဆက်ဖို့ထုတ်တာတသားကျွန်တော်မမြင်ဘူးမှတသားလေးကကျွန်တော်လူတွေလာရဲကျွန်တော်တို့ကူညီပေးမယ်ကျွန်တော်ပညာရတယ်အဲ့ပညာဒီကျွန်တော်တို့တန်ဖိုးရှိတယ်ပြန်ရဲလို့ရတာကျွန်တော်ဝမ်းသာတယ်ကျွန်တော်ပျော်တယ်ကျွန်တော်တို့ပညာလည်းရတယ်I met Mr. Zowan the first time when I came to meet with Poncho, and when I meet this guy and I see the passion and the love he put in the woodwork, I got really like, wow, this guy can teach me a lot of things.ကျွန်တော်ကရွက်လေးကိုအရန်လေးလာပြီးတော့ကျွန်တော်လယ်သမိုင်းနဲ့အတူပေါင်းပြီးတော့ကျွန်တော်ရွက်လေးစောက်ဖို့လုပ်
ခါကျရင်လှိုင်းနေကြည့်ရရင်ဟိုအနယ်ကြီးတဲ့ထွက်ပြီးတော့ကိုကစီးလည်းမစီးရပါနဲ့ပြန်ပြန်ဝင်လာပါတယ်ကြောက်အခုထိကျွန်တော်ကြောက်တတ်တော့ပါတယ်ကျွန်တော်ဆရာကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီအခုလိုသင်ပေးတဲ့အတွက်စာမင်းလို့စိတ်လှုပ်ရှားတယ်ဒီလိုင်းလုံးအကြီးတွေလာလို့မတော်တဆနဲ့သွားလို့ရှင်ကိုတခုခုဖြစ်မှာတော့အဲ့ဒါတွေစိတ်လှုပ်ရှားစာပင်စီးတာမှာအရေးကြီးတာရေကူးတက်ကမယ်ဒီအသက်အောင်တာကိုကြားခံနိုင်ရမယ်အဲဒီတတိရှိရမယ်အသုံးကအရေးကြီးတယ်တောင်းဒီကလပ်တဲ့ဝင်တဲ့ဝင်ရောတယောက်တကူစီဝင်ရတယ်။နောက်ပိုင်းကျတော့သူ့ဝင်ကိုဝင်နေဆိုတော့ပထမကိုတယောက်ဝက်စီးကျင်တယ်သူများတွေမစီးခိုင်းကျင်ဘူး။အားပါတယ်နောက်ပိုင်းကျလဲကြောက်အနေသားကြလဲကြောက်ပါသူ့လက်စီးကျင်တော့ကိုလက်စီရောပျော်ပေါ့။နောက်ပိုင်းကျတခါတလေရောရံဖြစ်ကြတာပေါ့ကျွန်တော်ခါကျရင်သားသမီးကြီးတွေကအစမူးသမီးကဆက်ကျွန်တော်ခါကျရင်မိပဲကြာမိဘောကျွန်တော်ဒီအလုပ်ထဲမှာကျွန်တော်အဲ့လိုညဆိုတဲ့မိုးချုံကပြန်တယ်ကျွန်တော်အဲ့လိုမို့ကျွန်တော်လုတ်ပြီးတဲ့လှေကိုကျွန်တော်ကြည်တယ်လုတ်တယ်ကျွန်တော်ဟိုတော့ကျွန်တော်လိုက်ကြည့်တယ်အခုတို့တီဆောက်ထားရတယ်ကျွန်တော်ကိုလုံးလိုက်ကြည့်တယ်ကိုလုံးစန္ဒာကြတာအစမကြရင်ကျွန်တော်တို့ပြောပြတယ်ဒါဒီလိုမဟုတ်ဘူးနော်ဒီလိုလုပ်လိုက်ရင်ပိုကောင်းမလားထင်တယ်ပြီးတော့ကျွန်တော်ပြောတယ်ဟာဖြစ်နေကြတော့โอเคဟုတ်အဲ့သူကလည်းအများအားကျွန်တော်ကိုဖွင့်ပြီးတယ်လို့အဲ့ကျွန်တော်သဘောကျတယ်ပြီးတော့We are in Myanmar, and what we want to do is we want to make a Myanmar surfboard. Everybody knows like the most beautiful teak in the world come from here.
this board have to be like made in Myanmar by Myanmar people, and that's why we decided to make it in teak wood, even it's what's not easy to do. Set đi bài chat đấy, thì nó mình sợ. Tôi lại cho nó lâu hơn bị đấy, cho nó là tôi lâu hơn chẳng bị nào. Ta lúc này xí, ha ấy gì. Thế là trông gì vậy? Working with the one was such an opportunity, and we understood each other, and I think we like each other. Tao di áo ra đấy quên này, chén này lụi ra màu quên, tụi mình mà xí lấy tao bên mà lâu này chạy, tao đi chén mà lâu đấy rồi, thì tại lấy xí đấy, chén này chén mà đấy, tụi mình xí lấy tao đấy rồi, mà còn rồi tao vào đấy tụi mình lại biểu đấy, thay mà tụi mình mới vào, đi chén quên áo ra đấy con này, rồi biểu đấy tụi mình quên, tụi mình biểu rồi nào quên nhau. Ta đi áo ra đấy quên nào vậy? Vậy đấy, mua lấy khăn này nhỉ, nào bị tan lấy tan mà. Ta đi sao em sao thì rồi ta nhà mấy bà đi à,ပြောတယ်တားတယ်မစည်းနဲ့ဒီလိုင်းနေတာကြည့်လို့ချင်းဂျင်မွန်းတတ်တယ်နောက်လို့ချင်းအဲ့ပါလိုင်းမွန်းလို့ချင်းလည်းတေးတတ်တယ်လို့ပြောတယ်ဒါပေမဲ့အအရာနဲ့ခိုးပြီးတော့လာတာနဲ့ဆက်စီစာပြန်နောက်ကြားလိုက်ကြပါသားမင်းမပြောတော့ မိဘရဲ့အိမ်ကကျွန်တော်တားပါတယ်ကျွန်တော်ဒါပဲကျွန်တော်မရရအောင်ဒီလိုလာပါတယ်အဲဆောင်းမရရအောင်စီးပါတယ်ကျွန်တော်မိဘရဲ့တားရတဲ့
ဒီလိုမရရအောင်လာပြီးတော့စာဖင်ကိုစီးတဲ့အောင်ကြိုးစားခဲ့ပါတယ်ဒီလိုတယောက်နဲ့တယောက်ပြောပါပါဆိုလို့ရှင်အဲ့ဒါပြောဖို့ကောင်းတယ် ပြောဖို့ကောင်းတဲ့ဥစ္စာကြီးစော့နေလို့ရှိရင်ဘာပြောပါ Yeah, right. I'ma live the life the way that what I wanna be. I'ma sit the looks, gotta wanna be. I'ma sing the song like the way that wanna be. I'ma do my own thing, live white, stay young and free. It's been rise up. Wanna see the sun, it's give me brightness. Wanna see the star, it's give me dream that I get it what I want and I did it what I want to. Dream get bigger, how can I get you? Still young, wise and free, I gonna get through. You got a life one stop. Better make the world do what you want, man. We all got to. Life is free and we all got to. Right in way. We gotta go. Where to go? We got a whole world. Yeah. We gonna watch the sunrise and watch the sun down. Over again. Yeah. I'm on the real life. I'm a one and only. Yeah, I'm still young, white, free, fresh, dream, gotta learn more, do the new thing. Do the new thing. Do the new thing. Yeah, I'm still young, white, free, fresh, dream, gotta learn more, do the new thing. Then rise up. Rise up. Rise up. Rewrite all your life past story. Do you willing live young, rise up again. Rise up again. I'm a yada, Dowdy, OBC name, over Sima Yoli Yaudo, as Sima Limashi or Simajin one year. တောက်ပြောကောင်းတယ်အဲ့နေရအဲ့ဒါတောက်ဒီအဲ့ပဲညကြလဲညောတောက်ညနေပဲသမင်းစားကြရလည်းမရှိဘာစားကြရလည်းမရှိတဲပေါ်မှာအိတ်လာတယ်နောက်လို့ချင်းစားကြမရှိလို့ငါမပြောတိကိုမီးဖို့စားတယ်ကြံရံတော့ကိုစားတူမရှိလို့လေဝါးတွေကိုစိတ်ပြီးတော့စားလာတယ်စားမြူဝဲလို့တရှင်းနေဆိုအဲ့ဒါပြောဖို့ကောင်းတယ် အဲ့လိုအမိုက်ကောက်တာကိုဆရာငယ်ကစပြီးတော့လုပ်တယ်အဲ့လိုအမိုက်ကောက်တာတန့်ရှင်းတဲ့အတွက်ဝမ်းလဲဝမ်းသာတယ်
အများကြီးကောက်နေချိန်မှာသူများကြီးချက်တယ်တောင်းကဒီအမိုက်ကိုသူများကြီးနဲ့မတူအောင်ကောက်တဲ့အတွက်ဒီပတ်ဝန်းကျင်ကတန့်ရှင်းသွားလို့ရှိရင်ရမ်းကြိုက်တယ် တဘာဝတရားတွေကိုဂယူးဆိုင်နေရမယ့်အစားပြစ်ထားခဲ့မယ်ဆိုရင်တကယ်လို့နှမျောစရာကြီးဖြစ်နေတော့မှာပေါ့တကယ်လို့များသာတဘာဝတောတောင်ရည်မြတွေပြက်စီးသွားခဲ့မယ်ဆိုရင်ပျော်ရွှင်ဖို့ကောင်းတဲ့နေရာကြီးပဲဟုတ်တော့မလဲတခါတလေကျမတို့ကဘေးပတ်ဝန်းကျင်မှာရှိတဲ့အလားတရားတွေကိုကျေးဇူးမတင်မိပဲကိုရီးယားဘလောက်ထိကံကောင်းတဲ့လူသားတွေလဲဆိုတာမေ့နေတတ်ကြတယ် ပြန်ကျင်လာပြီလေးကြောင်ဝဲလာပြီနောက်တစ်စီးမားလေးရလေဘယ်လိုပါလဲဟာရငါကြီးကိုလေးကိုနောက်ကူကလုံးပြောတယ်တော့တော့ရတော့ ဆက်ဒီပိုင်းနဲ့ဖြတ်တယ်ပြီးရမင်းလို့မနေ့ကကော်လီလိုက်တယ်ကြောက်မင်းလို့ဒါလုံးမယ်ဒါမှမဟုတ်နော်သူကတရားအောင်တယောက်ဒါမှရှိရင်မအောင်မြင်စရာမရှိဘူးဒီအလုပ်တစ်ခုကနည်းနည်းအောင်မြင်တယ်တယောက်ကတမျိုးတယောက်ကတမျိုးဆိုမရအောင်နည်းနည်းပြီးရလဲညီးရကျွန်တော်ဝမ်းသာတယ်ပျော်လေးပျော်တယ် Only one side check. Yeah, even with glue. You start with a rough piece of wood, a big block of wood, and you just like shape it and you give him birth. And what is beautiful is like step by step and day by day, you create like a new things. And when you start the finishing of it, you start sanding and you start like put the fiberglass and you start the first coat of resin and you make it beautiful. It's like a baby. You have to take care of him. And you sand it, and only when you find the perfect curve for the rail and the top and the deck, it's like, then you start the finishing and you protect it because it's your baby. ။တသားတွေကတော့ကျွန်တော်အရန်ကြိုက်တယ်။ကျွန်တော်တသားတွေပဲကျွန်တော်အများကြီးလှုပ်ချင်တယ်။ဝါသနာပါတသားတွေကိုကျွန်တော်တီထွင်နေတာ။ကျွန်တော်ဗမာပြည်ကကျွန်းသားလှတယ်ကျွန်တော်လှုပ်ချင်ကျွန်းသားနဲ့ပဲလှုပ်ချင်တယ်။တသားတွေကတော့ကျွန်တော်သဘောကျတယ်။တသားကတော့ကျွန်တော်အိုင်လိုက်
ကျွန်တော်ရဲ့ချစ်ဆုံးတဲ့ဒါလေး ကျွန်တော်ဒီသားလေးတော့အရင်သဘောကျတယ်ကျွန်တော်ဒီဇိုင်းလေးတွေရထွင်ကျင်တယ်လုပ်ချင်တယ်အခုဒီစောင့်နေတဲ့ set board တွေလည်းကျွန်တော်နောက်ပိုင်းအားရင်ကျွန်တော်အားလေးကိုကျွန်တော်လှလှပပလေးတွေကျွန်တော်ထွင်အောင်ပါကျွန်တော်ငင်းငယ်လေးက surfing စီးနေတာတက်တာဘောကျွန်တော်ဘဝတက်တက်လုံးမမြင်ဘူးကို surf board ကိုထောက်နိုင်လို့ရှိရင်ဒါအိမ်မက်တစ်ခုဖြစ်လာတယ်လို့ပဲ surfing. We all got to. Life is free, then we all got to. Right in we gotta go. We got a whole world. It's gonna west the sunrise and wash the sun down. But again, yeah. I'm on the real life. I'm a one and only. Yeah, I'm still young, white, free, fresh, and gotta learn more, do the new thing. Do the new thing. Yeah, I'm still young, white, free, fresh, and gotta learn more, do the new thing. Right up. Yeah, I'ma live the life, you know what I wanna be. What's your so key to that? Gotta wanna be. Sing a song like the way I wanna be. Do my own thing, live white, live down some. Spin right up. Wanna see the sun, give it brightness. Wanna see the star, give me green that I get it what I want and I did it what I want. Dream get bigger, and I get to stay young, wise and free. I'm gonna get through. You got a life, wanna come. Better make the world do what you want. Yeah, I'm still young, white, free, fresh, and gotta learn more, do the new thing. Do the new thing. Do the new thing. Yeah, I'm still young, white, free, fresh, and gotta learn more, do the new thing. And rise up. Rise up. Rise up. Rewrite all your life past story. Do you whirling, live young, rise up again. Rise up again. Get by it, wet by it. I'm gonna go live by it, wet by it. I'm gonna go get by it, wet by it. I'm gonna go. Everybody gonna have the same flow. Get by it, wet by it. I'm gonna go live by it, wet by it. I'm gonna go get by it, wet by it. Get it, get it. We gotta go. We got a whole world. We're gonna watch the sunrise and watch the sun down. But again, yeah. I'm on the real life. I'm a one and only. Yeah, I'm still young, white, free, fresh, and gotta
အိုလံပစ်ကိုသွားရမယ်ဆိုလို့ရှင်တောက်တယ်သူများကြီးလည်းကောင်းအောင်ကြိုးစားရမယ်အဲ့ဒါပြီးတော့အခုဒီမှာမသွားခင်မှာ training ဆင်းရမှာပေါ့ ကျွန်တော်တငယ်ချင်းတွေစာဖင်စီးကျင်တငယ်ချင်းတွေကျွန်တော်တင်လဲတင်ပေးခြင်းပါတယ်ကျွန်တော်ဒီကိုလည်းဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်ဒီစာဖင်လောကမှာနာမည်ရလူကြိုင်ရတဲ့အားသာမှာကောင်းတရားဖြစ်ခြင်းပါတယ်ဒါပေမဲ့ကျွန်တော်ကြိုးစားဖို့ကအချိန်ကြီးအများကြီးပြရပါတယ် မြန်မာပြည်မှာကျွန်တော်တို့ coast line ပေါ့နော်ဒီ India Bangladesh ထိန်းရနေဟိုးကော်တောင်းထိပ်အောက်ထိပေါ့အဲ့တလန်းလောကီလိုမီတာ2000ရှိရဒါအဲ့2000ကြားထဲမှာကျွန်တော်တို့ line ကောင်းကောင်းရှိမဲ့နေရာရှိနိုင်တယ်ဆိုတော့ကျွန်တော်အပြည့်အဝယုံကြည်ရ ငွေဆောင်နဲ့ရန်ကုန်မှာရှိနေတဲ့သူတွေကတဘာဝတရားကြီးနဲ့အားကစားကိုအတူပေါင်းဆက်လိုက်ဖို့စူးစမ်းနေကြပါတယ်။ဒီကလေးတွေကအနာဂတ်မှာရင်းနဲ့ပတ်သက်တဲ့အားကစားတွေမှာကမ္ဘာချန်ပီယံမဖြစ်လာနိုင်ဘူးလားအရှိတောင်အာရှမှာမြန်မာနိုင်ငံက surfing စီးလို့အကောင်းဆုံးနေရာတစ်ခုအဖြစ်ရောနာမည်မကြီးလာနိုင်ဘူးလားဒီရအားလုံးဖြစ်လာဖို့ကဒီမှာပဲအစားပြုလို့နေပါပြီ။